ခေါင်းအထိရခေါင်းအထိရကြဟုတ်နာဝါရပေါ့နော်ထိန်းထားသေးမရအောင်ရှေ့မှာတော့မပြောနောက်မှာတော့သူသဘောကျရလို့ပြောပါတယ်ဇက်ကနဲ့ပတ်သက်ပြီးတော့ဟုတ်ဒီထဲမှာသူများကိုရုံမာတဲ့အချိန်လုံနေရတဲ့အချိန်မှာဒဲရိုကြီးကိုဒါထိခိုက်သွားတဲ့အချိန်လေးလည်းရှိခဲ့တော့လေဘယ်လောက်ထိရင်ထဲမှာလက်မီစိတ်ပူသွားသေးလဲခေါင်းအထိရခေါင်းအထိရကြဟုတ်နာဝါရပေါ့နော်ထိန်းထားသေးမရအောင်သူကအတနုကိုသွားရှိရခါကျတော့အရန်နာနဲ့ဟိုပြီးတော့အဲ့လိုနည်းနည်းလေးစိတ်ကူပါပေါ့နော်ကိုကြောင့်နဲ့မှုမရတော့ဘူးတဲ့ရက်လိုက်တော့တဲ့ဒီနေ့ဆိုင်မှာပြန်ရိုက်မယ်ဆိုတော့သွားပြီပေါ့နော်ပို့ပြီးရရလေးဆိုတော့ငိုရာယူတော့မဟုတ်ကိုကအောင့်နာလေးရှိုက်လာလေးအောင့်နာလေးရှိုက်လာလေးဆိုတော့ထိန်းတော့နာဝါပေါ့အဲ့တော့မတ်တရပါပဲတော်တော်လေးတော့နားစီထိနားစီဆိုတော့ဒီနားရဲ့နောက်ကိုထိတော့လေနားစီဆိုတော့လေကျွန်တော်အဲ့လိုဂုဏ်နဲ့လေးနဲ့အဲ့လိုမျိုးပေါ့နော်ဘယ်နားထိကလည်းလုံကျွေးခြင်းလုံးဝဒီနားတဝက်ကိုလုံးဝအထိမခံနိုင်ဖြစ်တော့နားဥပြီးတော့ဘာမှမကြားရအောင်အဲ့လိုမျိုးအနေထားရတော့ဒါတော့ခမန်းကြီးပေါ့နားစီကိုကိုယ့်ကိုထင်လိုက်တယ်နေစီနာထိသွားတယ်ထင်တယ်ပေါ့အဲ့လိုမျိုးဖြစ်သွားတာအဲ့ချိန်တော့ဒါအပြင်မှာကကိုကဒါနည်းနည်းဟိုအောက်လန်းနဲ့အစီရင်လောက်တဲ့အခန်းလေးဖြစ်မယ်နဲ့အဲ့ဒီချိန်မှာတိတ်စင်စားလေးအဲ့လိုဖြစ်သွားငါဘာများမှားသွားလို့လဲဆိုတဲ့အတွေးတွေရောဝင်မိသွားသေးလားအဓိကကျတော့တတိမထားမိလိုက်တာရဲ့အကုန်လုံးကဟိုပေါ်ဝါဆွဲပြီးတော့ဗောနော်အဲ့လိုမျိုးအကုန်လုံးတတိမထားမိလိုက်တဲ့အခိုက်အတန့်မှာအဲ့လိုဖြစ်သွားတာဗောနော်အဲ့လိုဆိုတော့ကိုကတော့ပို့ပြီးတော့တတိထားလိုက်တာဗောအော်ဘာပဲပြောဟိုဒီလိုမျိုးတွေရိုက်လို့ရှင်သူ့အနေနဲ့သူတော့အဲ့လိုမျိုးဗောနော်အယူဆလေးတော့ရှိရဲဆိုတော့ကိုကဒီအယူကောင်းခောက်လို့ရှင်ဖျားစာပဲရတော့တယ်ဖျားစာတောက်လျှောက်ရွနေတော့နော်အယူကောင်းခောက်တာဘာရွရမှမသိဘူးဖျားစာပဲရတော့ကိုလည်းကြိုက်တယ်လေစက်သိန်းကြီးထပ်တာသွားတဲ့ခါကျတော့အဲ့လိုပဲလုပ်ခဲ့ပါတယ်အဲ့ဒီစင်းတွေလောက်ရတာကြောက်နဲ့လောက်ရလို့ပြောလို့ရတော့ခေါင်းနေတာတွေတည့်မှာတဲ့မူးတွေတင်ပြီးခိုင်းစေနိုင်နေတာကြတော့လေကြောက်နဲ့လောက်ခဲ့ရတာဘယ်လိုမျိုးလေးရှိလဲဟုတ်အဲ့လိုရှိရပါဘာလို့လဲဆိုအခန်းကလည်းတခန်းလုံးအမအနီအောင်ဒီပိုင်းနဲ့လှုပ်ထားတာရဲ့ပြီးရင်ဒီ special effect makeup တွေလုပ်ထားပြီးရလဲတော်တော်လေးပေါ့နော်လက်စွမ်းပြထားအရန်မိုက်နေတဲ့ခါကျတော့ကုစုံမျိုးတို့အဲ့လိုမျိုးပေါ့နော်မိုက်နေရဲ့ညီမလေးကလည်းသူတနာပါတယ်ပြီးတော့အရန်သူ့တကယ်တွေ့ပြီးတော့ကိုရာဆိုရင်အဲ့လောက်ထိနေနိုင်မှမထင်ဘူးတက်ရွှေချက်တဲ့ယောဂရှိရလေအဲ့လိုမြင်ရဟောမဖြစ်တဲ့ခါကျတော့အမကောင်းတော့ကြိုးစားခဲ့ပါတယ်ရုံတင်အားပေးဖို့တက်ဖိတ်ခေါ်ပေးပါဦးရှင်တဲ့အားပေးကြပါအောင်လို့အများကြီးကြိုးစားထားတယ်ဒါနမူနာနဲ့လည်းသဘောကျမယ်လို့ထင်ပါတယ်ပေါ့နော်တကယ်ကြီးရဲ့အချိန်မှာလည်းကိုယ်တိုင်လည်းကြီးလို့မဟုတ်ဖြစ်တဲ့အတွက်ကြောင့်အားပေးကြပါအောင်လို့ဒီစားလေးဆိုတော့လည်းဒီကနေပြောကြတယ်ဒီစားအရင်ဆိုးရနော်ဒီစားလိုလိုက်မလုပ်နဲ့နော်ဒီစား